နေရောလာရောက်ပြီးတဲ့ကျွန်တော်တို့တိုင်းရင်းသား ဒါမေတ္တမီတွေအနားယူလိုက်အောင်ဒါမေတ္တမီလေ ကျွန်တော်တို့အခွင့်မှာအထူးပင်ကျေးဇူးတင်ရှိပါတယ်ဗျာနော် နေမကောင်းတော့အဲ့ဒါသူရအောင်ကြိုးစားပြီးကပါတယ်လို့နေတာပူတယ် ဟုတ်ကဲ့ပါနေရာလေးနည်းနည်းယူပေးပါနော်မမတို့